မင်္ဂလာပါဒီနေ့ကျွန်တော်ဗာပြောနေလဲဆိုတော့ရွှေရောပညာခံယူတဲ့ပညာညီကောင်မတွေပေါ့နော်နောက်ထပ်ပြီးတော့ပညာခံယူမဲ့တပြည့်တွေကျွန်တော်စကားလေးတော့ပြောချင်တာပေါ့ဗာပြောနေလဲဆိုတော့ဒီရွှေရောပညာဆိုတာကဝိဇ္ဇာထောင်ခဲ့တဲ့ပညာဖြစ်တယ်နော်ဝိဇ္ဇာထောင်ခဲ့တဲ့ဂိုင်းတော်ဖြစ်တယ်ဝိဇ္ဇာပေးခဲ့တဲ့စေးတော်ဖြစ်တယ်ဒါကြောင့်မို့လို့ဝိဇ္ဇာပေးခဲ့တဲ့စေးတော်ဝိဇ္ဇာထောင်ခဲ့တဲ့ဂိုင်းတော်ဖြစ်တဲ့အတွက်ဒီနေ့ရေရင်းတူဒီနေ့ရေကြီးတောက်လို့မရပါဘူးနော်ဘဝမှာလောကရန်၈ပါးနဲ့ရင်ဆိုင်ရမယ်နော်အခက်အခဲမျိုးမျိုးအကျက်တဲမျိုးမျိုးဆင်းရဲဒုက္ခမျိုးမျိုးနဲ့ရင်ဆိုင်ရမှာပါဒီလိုရင်ဆိုင်တဲ့အခါမျိုးတွေမှာမဟရီသိသိတွေလိုချင်တယ်ဆိုပြီးတစားစားတောင်းနေလို့မရပါဘူးမိမိရဲ့ကောင်းတဲ့အကျင့်စရနာနဲ့မကောင်းမှုဆောင်ကောင်းမှုဆောင်ပြောင်းစိတ်ကိုထားဆိုတဲ့တိခံခြင်းစိတ်တရားနဲ့အမှန်တိုင်းသိတဲ့စိတ်နဲ့ကိုင်းတော်ကြီးရဲ့အဖဆရာတော်ဘုရားတွေဆုံးမသွန်တဲ့လမ်းညွှန်ပြမှုနဲ့ကိုယ်ဆရာသမားကြီးညွှန်ပြတဲ့လမ်းညွှန်မှုတွေကိုဆွဲမြဲလက်ကင်ထားပြီးတော့ဥပိ္ပခာတရားကိုလက်ဝဲထားတိခံခြင်းတရားကိုလက်ဝဲထားပြီးတော့ဘဝလမ်းခီးကိုဒီတက်နဲ့မြန်ဟိုတက်နဲ့လောဟိုတက်နဲ့မြန်ဒီကွေးနဲ့ဒီတက်နဲ့လောဆိုတဲ့ဉာဏ်နီးပရိယေတွေတုံးပြီးတိခံခြင်းတရားနဲ့ရှောက်လန်းရမှသာလည်းရင်မိမိရဲ့တစ္ဆာတွေကိုထိမ့်ပြီးတော့เนาะအသက်ထက်ဆုံးထိမ့်ပြီးတော့ကိုယ့်ရဲ့ဆရာသမားအပေါ်ဂိုင်းတော်အပေါ်ပညာအပေါ်မိဘအပေါ်မှာကာယကဝစီကမနောကံနေနဲ့ကိုလျှောက်တဲ့လမ်းမှာမပြစ်မှားမိအောင်မိမိစိတ်ကိုမိမိထိန်းနိုင်အောင်เนาะဒါတွေကငါလုပ်ခဲ့တဲ့အကြောင်းတရားတွေပါလားလို့เนาะမိမိကိုမိမိစင်ကျင်သုံးသပ်ပြီးအရှောင်လေးနေနဲ့လောကရန်ကိုတိုက်ပြီးတော့ဒီပညာရဲ့ကြီးရဲ့ဂိုင်းတော်ပညာကြီးနဲ့တရဝကဲမယ်တပြေမွေးမယ်ကမ္မထန်40တဲ့တပါးသောကမ္မနာအားထုတ်မယ်ဆိုပြီးတော့ဒီလိုထွက်ရပေါက်အင်္ဂါ3ပါးနဲ့ညီလောက်သွားမှသာလျင်အောင်မြင်တဲ့ပန်းနိုင်ကိုနော်လူရင်းကိုရောက်မှာပါအဲ့ဒါကိုလက်ပိတ်လို့နောက်တော့ကအခက်ခဲတွေများလာ ਈ လားလို့လူဘဝကြီးမှာနေတော်မနေကျင်တော့ဘူးလို့စိတ်ချင်းကြုတ်တယ်လို့ဂိုင်းတော်ကြီးရဲ့အလုပ်ကိုစိတ်ကုန်လာပြီဒီလိုဟာမျိုးတွေစိတ်ထဲတော့ညောင်းလို့တော့မတွေးပါနဲ့เนาะကျွန်တော်တတ်နိုင်ဆုံးပြောချင်တာပါမလို့ချင်ရင်အစိုးရမယူပါနဲ့ဝိဇ္ဇာပညာဆိုတာယခုရေရင်းတူလို့ယခုရေကြီးတောက်တဲ့ပညာမျိုးမဟုတ်ပါဘူးเนาะအဖေကဆရာကြီးလို့ဆရာဂိုင်းတော်ကအကြီးမားဆုံးတော့ဆရာကြီးဖြစ်လို့ဖေမရှိလို့ကိုကအဖေရဲ့နေရာကိုယူပြီးတော့လောက်ရတဲ့တပြည့်လူမျိုးလည်းမဟုတ်ပါဘူးเนาะအဲ့လိုလူမျိုးဆိုတော့တသားရပါဗျာအဖေရဲ့အလုပ်တဲ့အတိုင်းလိုက်သွားရအောင်ပဲကိုထီကိုနန်ကိုလန်းနဲ့ကိုလျှောက်တဲ့ဆရာမျိုးတွေဆိုရင်ဒီကျွန်တော်ပြောတဲ့ခက်ခဲတွေဆိုင်ရမှာပါเนาะအားလုံးကျေးဇူးတင်ပါတယ်အချိန်များလို့